ခံစားရတာချင်းတူတူကိုကဘလွတ်လက်တယ်ကိုစိတ်ကိုပိုင်တယ်ခံစားချက်ကနာကြည်ကျင်ဖြစ်ရပါမယ်လှလှပပဖြစ်တယ် Okay in a relationship တဲ့အသေးကွဲရအချင်းကပိုတန်တယ်ပိုကောင်းတယ်ဆိုတော့အခြေအနေတခုရှိတယ်ဘလို့အခြေအနေလဲဆိုတော့ဟိုတွဲနေတာတဲ့အသေးကွဲလိုက်ရတာကပိုတော့မှတန်ဖိုးရှိတယ်ဆိုတော့အခြေအနေမျိုးပေါ့တစ်ဖက်လူကအသေးတွေ့လိုက်လို့ကိုပြတ်လိုက်တဲ့အခါမျိုးမှာပေါ့နော်အဲ့ဒါအသေးကွဲရပေမဲ့ဒီတစ်ဖက်လူရဲ့ရှင်းလင်းပြတ်သားတဲ့ land တစ်ခုကိုဟိုဘက်ကရွေးချယ်လိုက်တဲ့အတွက်ကြောင့်မလို့သူ့အတွက်ရောကိုယ့်အတွက်ရောရှင်းရှင်းလင်းလင်းပြည့်စင်တယ်ကောင်းတယ်ပေါ့နော်အဲ့လိုပုံစံနဲ့အသေးကွဲရတာကကောင်းတယ်တန်မိုးရှိတယ်အဆင့်နဲ့ရှိတာပေါ့နော်တစ်ဖက်လူကကွာဟိုဘက်ကလူနဲ့လည်းမရှင်းကိုယ်လည်းမပြတ်နိုင်ဆိုတဲ့အနေထားတဲ့စလို့ရှိရင်အဲ့လိုမျိုးတွဲနေရတာတဲ့စလို့ရှိရင်အဲ့လိုရှင်းရှင်းလင်းလင်းနဲ့ပြတ်လိုက်တာသူကိုယ်ဖြတ်လိုက်တာကလေအရင်ကောင်းတယ်သူအသစ်တွေ့လိုက်လို့ဟိုကိုထားခဲ့တာဆိုပေမဲ့ကိုလာလာပပတံမှုရှိနဲ့ထားခဲ့တယ်ကွာဟိုအသစ်တွေ့ဖောက်ပြန်တာကောင်းတယ်လို့ဆိုလိုတာတော့မဟုတ်ဘူးเนาะသူကကိုပေါ်ပြတ်သားပြီးတော့မှကိုလွတ်လပ်နဲ့ရှေ့တန်ခွေပေးတာကိုချုံနှောင်ထားတာမဟုတ်ပဲနဲ့ပေါ့နော်ကိုလွတ်လပ်ခွေပေးလိုက်တာမျိုးပေါ့နော်အဲ့ဒါအရင်ကောင်းတယ်ဟိုအချုံနှောင်ခံရတာထက်ပေါ့နော်အဲ့ဒီအသက်ကွေးလိုက်တာကပိုတော့မှလွတ်လပ်သွားတယ်ပိုတော့မှအတိတ်ပဲရှိတယ်ပေါ့အမိခံကတော့ကျွန်တော်တို့ကဟိုအသက်ကွဲတယ်ဆိုတော့အမိခံတော့ရှိတာပေါ့သို့တော်လည်းပဲတကယ်တမ်းရှင်းလာလို့ရှိရင်မပြတ်နိုင်ဘဲနဲ့မပြတ်ရုပ်တမင်ဖြစ်နေတဲ့အတွဲတွေထက်စိတ်မချမ်းသာနဲ့တွဲနေရတာထက်ပေါ့နော်သူကလှုပ်ချလိုက်တော့ကိုလည်းလွတ်လပ်သွားတယ်ကိုကပိုတော့မှတောက်ပသွားတယ်ပိုတော့မှလှလှပပဖြစ်သွားတယ်ပေါ့ကွာနော်ဆိုတော့ခံစားရတာချင်းတူတူကိုကဘလွတ်လက်တယ်ကိုစိတ်ကိုပိုင်တယ်အနောက်ဖွဲ့ရှင်းနဲ့စောစောကြီးပြန်လဲနုံထားခွင့်ရတယ်ရှစ်တန်ခွင့်ရတယ်ပေါ့နော်တကယ်တော့အဲ့ဒီခံစားချက်ကနာကြည်ကျင်ဖြစ်ရပါမယ်လှလှပပဖြစ်တယ်ဒါကြောင့်in a relationship တဲ့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိပါတော့ in a relationship ဖြစ်တာတဲ့ အသေးကွဲရတာကပိုတက်တယ်။ तू ကရှင်းလင်းတဲ့လမ်းကို तू ယူလိုက်တယ်။ပြတ်သားတဲ့လမ်းကိုယူလိုက်တယ်။ကိုလည်းလွတ်လွတ်လပ်ဖြစ်သွားတယ်ဆိုတာမျိုးပေါ့နော်။ဒီတိုင်းဟိုနဲ့လည်းမရှင်းကိုနဲ့လည်းမကင်းဆိုတဲ့အနေအထားမျိုးနဲ့ဆက်လို့ရှိရင်ဒီလိုအသေးကွဲလိုက်တာကပိုကောင်းတယ်။ तू မချစ်လို့ तू ထားခဲ့လိုက်တာကလေဟိုလူလည်းချစ်ကိုလည်းချစ်ဟိုနဲ့လည်းမရှင်းကိုနဲ့လည်းမကင်းဆိုတဲ့အနေအထားမျိုးနဲ့ဆက်လို့ရှိရင်အရန်ကမှသိခါရှိသေးတယ်ပေါ့နော်။အဲ့ဒါပါ